မီဒီယာလို့ပြောလိုက်ရင်ဟိုအများကြီးပဲမီဒီယာနော်ကလစ်တက်ခောက်တာလည်းမီဒီယာပဲဆိုတော့ကျွန်တော်တို့ဖုန်းပြောတာလည်းမီဒီယာလုပ်ပဲ Facebook သုံးတာ YouTube သုံးတာလည်းကျွန်တော်မီဒီယာ TV ကြည့်တာလည်းမီဒီယာပဲเนาะဆိုတော့ဟိုပြောရင်မီဒီယာရဲ့သဘောတဘာဝတွေပေါ့နော်မီဒီယာပဲဒါသို့တော့ကျွန်တော်တို့သတင်းအလုပ်ပေါ့နော်သတင်းမီဒီယာကြားတဲ့အခါကျတော့ကျွန်တော်တို့ဒီဟလာဟိုသတင်းစာအလုပ်ကိုလုပ်တဲ့မီဒီယာပေါ့နော်အဲ့ဒါကြတော့သတင်းမီဒီယာလို့ကျွန်တော်တို့ကခွဲမြင်ဖို့ကောင်းတယ်ခွဲမြင်ဖို့လိုအပ်တယ်ကိုယ်ပြပြသိဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါမှလည်းကျွန်တော်တို့ကဟလာဒီမီဒီယာလို့ပြောလိုက်ရင်ဘယ်မီဒီယာကလဲပေါ့ဥပမာဟလာဒီပါတီကထုတ်တဲ့မီဒီယာလားဟလာအစိုးရရဲ့ဝါဒဖြတ်မီဒီယာလားဆိုတော့ဒေါင်းမို့လဲခုနလိုပေါ့နော်ဒီအဖွဲ့အစည်းတစ်ခုအတွက်ကိုဟလာဒီဝါဒဖြန့်ပေးနေတဲ့မီဒီယာလားတကယ်သတင်းစာဟလာဒီသတင်းစာပညာရပ်ကိုတကယ်ဟိုလာဒီလက်ကင်ထားပြီးတော့ဒီရက်တည်နေတဲ့မီဒီယာလားဒီဟာလေးတွေကျွန်တော်တို့ကသိဖို့လိုတယ်အခုကခုနလိုပေါ့နော်မီဒီယာရဲ့ပုံစံမျိုးစုံကြီးကိုဟိုပွင့်သွားတဲ့ခါကျတော့အခုဆိုရင်လာလူတယောက်ချင်းစီကလည်းမီဒီယာလုပ်နေတယ်ဥပမာ CJ ပေါ့နော်ဒီ citizen journalist လို့ဟာမျိုးတွေပေါ်လာတယ်လူတိုင်းကဒီသတင်းသမားဖြစ်နိုင်တယ်ဆိုတော့ဟိုလူတိုင်းကမီဒီယာအလုပ်ကိုလုပ်လို့ရတယ်ဆိုတော့အနေအထားတစ်ခုမှာ तू ကဘလို့ရက်တည်နေလဲပေါ့နော်အဲ့ဒီရက်တည်နေတဲ့ပုံမူတည်ပြီးတော့ तू ကတကယ်ကိုလားသတင်းစာလုပ်နေတဲ့သတင်းမီဒီယာလားဒါမှမဟုတ်ရင်တူးတယောက်အတွက်ဒါမှမဟုတ်ပါတီတစ်ခုအတွက်အဖွဲ့အစည်းတစ်ခုအတွက်ဟလာဒီရက်တည်ပေးနေတဲ့မီဒီယာလားဆိုတာကိုကျွန်တော်တို့ကဟိုသိရမယ်ပေါ့နော်သိဖို့ကောင်းတယ်ဆိုတော့ဟိုသိမှလဲကျွန်တော်တို့ကဟိုပေါ့နော်ဒီတချို့ပြဿနာတွေကိုချင်းကပ်တဲ့အခါမှာရှင်းရှင်းလင်းလင်းသိမြင်ရမယ်ထောက်ပြဝေဖန်နိုင်မယ်ပေါ့နော်လူတွေကဒီမီဒီယာကိုပုံစံမျိုးစုံနဲ့အသုံးချနေတယ်ပုံစံမျိုးစုံနဲ့အသုံးပြုနေကြတယ်ပေါ့နော်အဲ့ဒီအထက်မှာမှအခုကျွန်တော်တို့ဒီကျွန်တော်ပြောနေတဲ့ဟာလာမဲ့ဒီရုပ်သံတွေမှာကျွန်တော်ပြောမဲ့အရာတွေကတော့ဒီသတင်းမီဒီယာကိုပဲကျွန်တော်တို့ပြောမယ်နော်ကျွန်တော်တို့ဒီသတင်းမီဒီယာအလုပ်ဒီသတင်းမီဒီယာအလုပ်ဒီကျွန်တော်တို့ဆရာဝန်တွေဟလာဒီကျောင်းဆရာတွေအင်ဂျင်နီယာတွေအလားတူပဲဒီတန်ငါတွေဆိုတော့စသဖြင့်ပေါ့နော်ဟိုစစ်သားတွေစသဖြင့်ပေါ့ဆိုတော့အဲ့ဒီလိုလူတွေနီးတူပေါ့နော်ကျွန်တော်တို့မှလည်းကျင့်ဝတ်တွေရှိတယ်လိုက်နိုင်ရမယ်ကျင့်ဝတ်တွေအများကြီးပဲဒါမလုပ်တော့ပြောချင်တာတွေတိုင်းပြောလို့မရဘူးကိုယ့်ရဲ့အထင်မြင်တွေကိုလည်းလက်လွတ်စပယ်ပေါ့နော်ပြောလို့မရဘူးရေးလို့မရဘူးကျွန်တော်ရှေ့ဆက်ပြီးတော့ဒီပြောမယ့်အကြောင်းအရာတွေသတင်းမီဒီယာအကြောင်းပဲကျွန်တော်ပြောမယ်